ကနေ့ပထမကြိမ်မြောက်ခါရွရွမီယုဖလာစုပေါင်းတန်းစီပွဲတော်ခန္ဓာကိုတက်ရောက်လာကြတဲ့ကျွန်တော်တို့တိုင်းနာလူမျိုးရာဝန်ကြီးပြည်သူတို့ကိုယ်စားလှယ်များတမတော်ရရှိကြီးများနဲ့ငိမ့်စာတာမတ်ကြီးနဲ့တကွတမတော်ငိမ့်စာရရှိကြီးများတိုင်းနာညီကိုများဌာနဆိုင်ရာကြီးကများအားလုံးကိုယ်စိတ်နှဖျားရွှေလန်းချမ်းမြေ့ပါစေကြောင်းသူကောင်းတောင်းပါတယ်ယခုလိုခါတိုင်းသားများရဲ့နေထုနေပြမှာတို့တိုင်းသားညီကိုမောင်တို့များကိုတစုတစည်းတည်းတွေ့ဆုံခွင့်ရတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းပူဇော်တော်ကြားလိုပါတယ်ကျွန်တော်ပြည်တော်သမ္မတမြန်မာနိုင်ငံတွင်းမှာတိုင်းသားလူမျိုးပေါင်း135မျိုးစုစည်းမိသိနေတဲ့ကြပြီးကျွန်တော်ခါတိုင်းသားများအနေနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းမှာအများဆုံးစုစည်းနေတဲ့ကြကြောင်းသိရှိရပါတယ်ကျွန်တော်တိုင်းသားညီကိုမောင်မများအနေနဲ့နိုင်ငံတော်ရဲ့မိသည့်နေရာမှာနေထိုင်နေဖြစ်စေပြည်တော်စိတ်ဓာတ်ကိုရင်ခံပြီးချင်းချင်းစီလုံးညွတ်စွာစုစည်းနေထိုင်သွားကြမယ်ဆိုရင်ကျွန်တော်မျှော်မှန်းတဲ့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်ရောက်ရှိလာမှာပဲဖြစ်ပါတယ်ကျွန်တော်တိုင်းသားလူမျိုးတိုင်းမှာကိုယ်ပိုင်ရည်ကြည်မှုကိုယ်ပိုင်စာပေကိုယ်ပိုင်ရိုးရာတရေထုံးစံတွေရှိကြပါဒီယဉ်ကျေးမှုတရေထုံးစံတွေကိုအပြန်အလှန်လေးစားတန်ဖိုးထားပြီးအထူးတကွရှင်တွဲနေထိုင်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်ယခုလိုခါရိုးရာစုပေါင်းဒန်းစီပွဲတော်ကျင်းပခြင်းဟာခါတိုင်းသားများရဲ့ရိုးရာယဉ်ကျေးမှုတရေထုံးစံတွေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းခါတိုင်းသားများရဲ့စီးလုံးညီညွတ်မှုစွမ်းအားကိုထုတ်ဖော်ပြသတဲ့ပွဲတစ်ခုဖြစ်တယ်လို့မိမိတို့အခါလူမျိုးများရဲ့ဂုဏ်ကျွန်တော်တို့ပြည်တော်စုကြီးရဲ့ဂုဏ်ကိုဖော်ကျူးထိန်းသိမ်းရတဲ့ရောက်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့အခါတိုင်းသားများအနေနဲ့ရှေးခင်ကလေးဟာနိုင်ငံတော်အစိုးရတပ်မတော်နဲ့အတူလက်တွဲပြီးနေမီအေးချမ်းတရားရေးနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုစံတမန်ဆောင်ခဲ့ကြတယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လဲဆက်လက်ပူးပေါင်းဆောင်ရွက်ကြပါလို့တိုက်တွန်းလိုပါတယ်ပူးပေါင်းဆောင်ရွက်ကြမယ်လို့လဲယုံကြည်ပါကြောင်းပြောကြားလိုပါတယ်နေမီအေးချမ်းတရားရေးဆောင်ရွက်ရမှာကျွန်တော်တို့တပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေဘက်အစိုးရဌာနဆိုင်ရာများဒေသခံပြည်သူ့စစ်အဖွဲ့များပူးပေါင်းပြီးဆောင်ရွက်ကြမှာပဲဖြစ်ပါတယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမှာจิตတဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်9ရပ်ဖြစ်တဲ့ပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍလမ်းမဆက်သွယ်ရေးကဏ္ဍတန်ရှင်းတဲ့တောက်တုံးရေးရရှိရေးနဲ့လက်စစ်မီရရှိလုပ်ငန်းတွေကိုတပ်မတော်အနေနဲ့အောက်တွန်းခွန်ဆိုင်စူးစမ်းပူးပေါင်းဆောင်ရွက်ရှိပါတယ်ကျွန်တော်တပ်မတော်အနေနဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှာလဲတပ်တီတီရဲ့တရှိယာနယ်မြေစီယုံရေးနယ်မြေများလိုက်ဇာတင်ကျောင်းများရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကိုကူညီဆောင်ရွက်တယ်လို့ကျောင်းကျန်းမာရေးလုပ်ငန်းတွေကိုကူညီဆောင်ရွက်ပေးခြင်းစတဲ့အခြေခံအကျဆုံးလုပ်ငန်းတွေကိုဆောင်ရွက်ပြီးကြောင်းပြောကြားလိုပါတယ်ကျန်းမာရေးကဏ္ဍအနေနဲ့တပ်တီတီရဲ့စီယုံရေးနယ်မြေအလိုက်ခမဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေကိုကြည်ရွာများရောက်တတ်နိုင်သလောက်ကျိုးပန်းအကောင့်တွေပေါ်ဆောင်ပေးလက်ရှိပါတယ်လမ်းမနဲ့ဆက်သွယ်ရေးကဏ္ဍမှာဆိုလဲကြည်ရွာချင်းဆက်လမ်းဖောက်လို့ရေးဓာတ်များဆောက်လုပ်ပေးခြင်းစတဲ့လုပ်ငန်းတွေကိုတပ်မတော်စစ်မြေပြင်အင်ဂျင်နီယာတိုင်းရင်ဗီဒီယိုဆောက်လုပ်ရေးလုပ်ငန်းနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နဲ့ပူးပေါင်းညှိနှိုင်းဆောင်ပေးလက်ရှိပါကြောင်းပြောကြားလိုပါတယ်တန်ရှင်းတဲ့တပ်တော်ဝင်ရရှိရေးနဲ့လက်စစ်မီရရှိရေးကဏ္ဍများကိုလည်းတပ်မတော်နေဆက်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နဲ့ပူးပေါင်းအကောင့်တွေပေါ်ဆောင်လက်ရှိပါကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်နှမများအနေနဲ့မိမိတို့ကြည်ပြလိုက်လိုအပ်ချက်များရှိပါကကျွန်တော်အပါဝင်ဌာနဆိုင်ရာအကြီးအကဲများကိုအကူအညီတောင်းခံနိုင်တယ်လို့ဒေသဆိုင်ရာအကြီးအကဲများမှတစ်စက်လဲအကူအညီတောင်းခံနိုင်ပါကြောင်းပြောကြားလိုပါတယ်ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့နေမီတည်ငြိမ်အေးချမ်းရေးဟာအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါတယ်တပ်မတော်အနေနဲ့ငြိမ်းချမ်းရေးဆောင်ရွက်ရမှာငြိမ်းချမ်းရေးမူ6ချက်အချက်မှတ်ပြီးဆောင်ကြောင်းပြောကြားလိုပါတယ်အဲ့ဒီငြိမ်းချမ်းရေးမူ6ချက်ကတော့လက်နက်ကင်တိုင်းသားအဖွဲ့အစည်းများအနေနဲ့ဒါဝရငြိမ်းချမ်းရေးရယူရန်အမှန်တကယ်ရှားရှိရန်သဘောတူစာချုပ်များအတိုင်းဂတိတည်ရန်ငြိမ်းချမ်းရေးသဘောတူချက်များပေါ်အမြတ်မထုတ်ရန်ဒေသခံပြည်သူများပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်စေရန်နိုင်ငံတော်မှထုတ်ပြန်တဲ့တည်ဆဲဥပဒေတွေကိုတိတိကျကျလိုက်နာရန်လူတော်ဝင်3ပါးနဲ့ဒီမိုကရေစီအနှစ်သာရကိုလက်ခံပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ဒီမိုကရေစီရှောက်လန်းရမှာ
လိုက်ပါဆောင်လို့ပဲဖြစ်ပါကျွန်တော်တို့တိုင်းစစ်ဌာနချုပ်နေမြေတွင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းရှိတယ်လို့လက်မှတ်မရေးထိုးရတဲ့အဖွဲ့များလည်းရှိနေကြောင်းပြောပါတယ်ကျွန်တော်နိုင်ငံထာဝရငြိမ်းချမ်းရေးရရှိဖို့ဆိုရင် NCA ဟာတခုတည်းသောလမ်းကြောင်းဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်တစ်စက်တည်းမှာပဲမွေးစည်းဝါးနဲ့ပတ်သက်လို့နည်းငယ်ပြောကြားလိုပါတယ်ကျွန်တော်နိုင်ငံမှာမွေးစည်းဝါးလုံးဝကင်းစင်ပပျောက်အောင်တမတော်နဲ့ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီးစူးစမ်းဆောင်ရွက်ရရှိပါတယ်လူသားမျိုးနွယ်တရားလုံးကိုအညွတ်သုံးစေမဲ့မွေးစည်းဝါးထုတ်လုပ်ခြင်းရောင်းဝယ်ပြန်ပြုခြင်းသုံးစွဲခြင်းများကိုလုံးဝပြုလုပ်ကြဖို့နဲ့မွေးစည်းဝါးကင်းစင်ပပျောက်ရေးအတွက်ကျွန်တော်တို့တိုင်းရင်းသားအားလုံးကဝိုင်းဝန်းပူးပေါင်းတက်ဖျက်ကြဖို့တိုက်တွန်းလိုပါတယ်ဒီကိုကျုံအနေနဲ့ပြောကြားလိုတာကတော့ဒီနေ့လိုမင်္ဂလာရှိတဲ့နေ့မြတ်အခါတည်းများမှာကျွန်တော်တို့ညီနောင်တိုင်းရင်းသားညီကိုမောင်နှမများအနေနဲ့ပြည်ထောင်စုကြီးဒွန့်ရှည်တည်တံ့အေဂျင့်တာယာတဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရမှာအဓိကလိုအပ်ချက်ဖြစ်တဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးချုပ်ချာအာဏာတည်တံ့ခံမြဲရေးဆိုတဲ့ဒုတာဝန်ရေးသုံးမှကိုအမြဲတမ်းတွင်ကဆောင်ရွက်သွားကြပါစစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်ဖြစ်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်ခံပြီးအပြန်အလှန်ချစ်ကြည်ရင်းနှီးမှုစည်းလုံးညီညွတ်မှုတွေနဲ့ we all မြန်မာဆိုတဲ့စိတ်ထားနဲ့ကျွန်တော်တို့ပြည်ထောင်စုကြီးကိုကမ္ဘာအလယ်မှာထဲဝါစွာရပ်တည်နိုင်အောင်ဝိုင်းဝန်းကြိုးစားသွားကြပါလို့တိုက်တွန်းလိုပါတယ်ဒီကနေ့မိုင်းတွန်းတောင်ပေါ်ဥပုဒိအခါရွာမှာအခါရိုးရာတလိထုံနှန်းစင်နာနဲ့အညီကျင်းပပြုလုပ်တော်အထမချိန်မြောက်အခါရိုးရာစုပေါင်းဒန်းစီပွဲတော်မှသည်အခါတိုင်းသားညီနောင်အားလုံးမင်္ဂလာပေါင်းနဲ့ပြေဝကြပြီးကြည်နူးပျော်ရွှင်ပွဲရာဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေတိုင်းသားညီကိုမောင်နှမများမျှော်မှန်းတောင်းတတဲ့ဘဝအစဉ်တန်းများရရှိခံစားနိုင်ပါစေခေပညာတတ်များအသိပညာရှင်များအသက်ပညာရှင်များသူကျလူများတိုးတက်များပြားပြီးဒေသအကျိုးကိုတိုင်းသားလူမျိုးအကျိုးနိုင်ငံတော်အကျိုးထမ်းဆောင်နိုင်တဲ့သူများဖြစ်ကြပါစေမိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုတရေထုံးစံများမပြောင်းပြတ်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးပြည်ထောင်စုစိတ်ဓာတ်ဖြင့်ခင်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်မှုမှာအားလုံးပါဝင်လက်တွဲအကောင့်တွေပေါ်ဆောင်ရွက်နိုင်ကြပါစေလို့ဆုပွန်ကောင်းတောင်းရင်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ယနေ့ကျင်းပပြုလုပ်တဲ့အခါရိုးရာဒန်းစီပွဲတော်ကြီးကိုကြွားရောက်ချီးမြှင့်ပေးပါတော့ဒီကံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့ဇနီးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖိတ်ကြားထားသောအထူးဧည့်သည်များရှမ်းပြည်နယ်ရှေ့ပိုင်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနဲ့တကွစစ်ဖက်နဲ့ဖက်မှဌာနဆိုင်ရာကြီးကဲများရနီရဝေးမှလာရောက်အားပေးကြတဲ့အခါတိုင်းရင်းသားအကြီးကဲများနဲ့အခါတိုင်းရင်းသားညီကိုများတရုတ်ပြည်ထိုင်းနိုင်ငံလောနိုင်ငံစရအပြင်အနေရရမှလာရောက်ပြီးအားပေးကြတဲ့ညီကိုမောင်နှမအားလုံးကိုမင်္ဂလာပါလို့ဥစွာဂရဝပြုနှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်တို့အခါတိုင်းရင်းသားတွေရဲ့ဒန်းစီပွဲတော်ဟာအခါလူမျိုးစုရဲ့အင်မတန်ကိုအလေးထားပြီးတော့မှအမြတ်တနိုးထားတဲ့ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်ဆယ်နှစ်လရာသီမှာလတိုင်းမှာပွဲတော်များရှိပါတယ်ဒါပေမဲ့လို့သူတို့အခါတိုင်းရင်းသားတွေအနေနဲ့မရှိမဖြစ်ကျင်းပရမယ့်ပွဲတော်၃ခုရှိပါတယ်အဲဒီပွဲတော်၃ခုထက်မှာယနေ့ကျွန်တော်တို့အားလုံးပါဝင်ဆင်နွှဲနေတဲ့ရိုးရာဒန်းစီပွဲတော်ကြီးဟာအင်မတန်ကိုလေးမြပြီးတော့မှကျွန်တော်တို့အခါတိုင်းရင်းသားတွေအထူးအမြတ်ထားတဲ့ပွဲတော်ကြီးတစ်ခုဖြစ်တယ်ဆိုတာဒီနေရာနေပေါ်ပြလိုပါတယ်ဒီဒန်းစီချင်းရဲ့အတိတ်ပဲအမျိုးမျိုးပေါ်ပြလို့ရပါမယ်ကျွန်တော်အနေနဲ့ဒီနေရာမှာစီလုံးညီညွတ်မှုကိုအခြေခံပြီးတော့မှအနေငယ်ရှင်းပြလိုပါတယ်ကျွန်တော်တို့ဒန်းရဲ့အဓိကရည်ရွယ်ချက်ကစီလုံးချင်းတဲ့အင်အားဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်ဒါကျွန်တော်တို့အခါတိုင်းရင်းသားလူမျိုးမှန်ရင်အဲ့ဒီဒန်းကိုကျွန်တော်တို့ကအထွတ်မြတ်ထားတာဖြစ်ပါတယ်ယုံကြည်ရာကိုယ်ကွယ်ဘယ်ဘာသာဘယ်လိုပဲခြားနားနေပါစေ
below where Quebiani visit. General Bobby being Grega, a sin set, Chinton Labiroma, a sin set, a late Habiroma, Chimpa Lakere, the Dancy Puero happy. General Academy Longo, who's up unira Pipare. General Dimene, Tango Tema, Seeker Dango, General Pian Biroma, me on Jimeso. Down tiny late and shibar. The poor navy or down tiny late and with the low piasin la pipar. A poma, Generone, the low susi tada, Bobe Bimbian, the Biroma, a cardan that is Sisin Lavare, Sinta Lavare. Dabe me Nia Nama Biroma, Generua Chineya, Nitania pipare. Dabe Melo, Benia, Bedida, Benia Muma Bayoni di Pisi. The doubt and yellow bed. General Kadain Daddy, the chain ma, go long piami, Susi Biroma, Boma, Sita the Lobe, General Louis New Muha, Hello Shibare, so they how, Hopiani Chimbe Pipare. Now the cook, Adimao, General Sigare, Joa, Joe the Chandam Hobabo, Joe Mia, you General Chipiroma, General Zetara Pipare. So I consider Joe the Chandene, General Beloma, the Dansilo Mia Babu. I met the county on Pian Susi Biroma, Imitan Kaimare, Jury Pilla Biroma, Dali Senue Biroma, Chilechin Apin, General Imitan Silo Biro, Imitan Kaimare, Jude Champilla, Tony Duzobe, General Kadain Dari, Jude the Chaunchinsi, Benia Belube Pinimisi, Pian Lareka, Susi Leka Jai, Dilo, a town like the Sijani Chimum Hobene, Chip Biroma, Dilo Shenue Biroma. General to Aloma, a Kadain Dari, Chiki, Jinimu, Imatango, Kaimare, Surao, Hopiani Chimbe Pipare. The Jamuru, General Dima, Toyo Lare, Edomia, Nine, two son, Pitchin and Pimaba. Dabi Melo, the General, a Kadain Dari, Mimilu, Yuya Yin Jimugo, Porto de Neama, Di Danha, Machine Pit. General to Loada Pipare. Diniyama General a Kadain Dari Judamu Pojumu Ewuchi Pimusura General Kadain Dari a Martin Gita Pipare. Pignatari Miai Matue la Capi Meleve Tati la Cade Pignatari, why won't be Roma? Jusa, Sanguani Bare. Pinya Tari Jibe, go mule to it, go lumio pumpio to it, low sound in Lomia Babu. Lu are a top bandit to know Lu Ama Pipare. Lu are, we are, BCR, Yana are, Sadi Api, Ghana, Didiane, Pom Sabirova, Lobama, to know Kadain Dadi, the Nene the Chima. The child Lumio Sulu to know Mapiolo Bimele. A chini, a time that the Kuti, through Lumudi, two te Pumpula Viroma, Mimi and Nitaya Dida, Mimi Nitaya Pine, Diane the same, Nimananga, Jitakulo, Pumpu to Tedeniama, General Akatinda Lumudi de Lebe, of the chat, the boy in the Petalani, General Pawin, Sawyane Bare, Sorao, Diniani, Tibi, Popular Bare. So, General. The Dancy Puero, so I do not tempia catalope, Kuque, Yonchimu, Kuquemu, Belobe Chana Nevisi, General Katayin Dari Maye, the Dango, General Pipe Lomia Babu, General Ye, Katayin da Lumiosuye, Imatango Linette, Imatango Mia no poe conde, Imatango Tampushide, a Martin Geta, the Kupipare, so they how. Diniani, General Popular Bare. Tis a few broad, a Kalu Nenge, Shimbia Viazi. A Kalu Mupide to a Jomro. Sagat Kuku, the Yamatuku join a Kazagali in Nelly Mabiola and say to him what they made no kidney. Downroad Nenge, a Kalu, Shimbia Viazi. Do Pegamon Jone, Ukulakuta, Gubanyaba, Njone. Zenu Upudem, ye boy of Wubdala
là chịu bị gà là dối thảo ở dưới như cho cho yêu anh lu nếu sao lu lẽ đồ cho phụ mai yêu nhau usually mang đồ này ba ngày nữa chỉ là có ba ngày mía ai qua yêu du du yêu chi chi ở đây khá là thì phải nên mua gì ngã lên ngân à là chịu bị hả phía phía chung mà này thọ khá liệu mà dễ nhau ở đây khá là lép rồi nè là chịu mà yang nghe à đây khá là anh nào hả là chịu mà người nào yêu gì à à chọn sẽ khôn này à chọn bị hồ mồi gì mà yang à thế cho nên này suy go anh này rồi là chịu lẽ ấy thôi à yo chữ ấy là nào có biết gì ý ngã đó ấy còn nè ngàn này người mua tháo này ngàn này ở đâu là sao bọn này ta liệu à chỉ lấy phần người mua ngã lên ngân à là chịu bây giờ bây giờ bảo bọn là ta bọn này lấy bắt chước thằng này à chỉ em mua ngã lên ngân à đi à khá giả lấy cái nào phải phải chụp mà lấy thọ khá lấy yo hát chữ yo hát thọ thọ yo khá ngã thế bọn này chỉ cả cho này ở quầy thôi bây giờ tôi lấy ý thảo rồi để như thôi thay mở cho là bữa mở cho lo mở cho yên nam mở cho các mà mở chỉ trong cái đó các cái lấy job giá thẳng à thế ở quầy em mua gì à đưa khá giả lấy cái nào cứ mở cứ mi cứ cái ít cứ không nghe hay cả chỉ úp ra ra mà lấy ở đâu là phải chụp mà này bây giờ khai liệu mà lấy em mua à đưa khá giả thôi cứ cái phải ít phải lao này cứ chỉ lấy phải cái quầy mẹ bảo thì các cũng mà lấy rồi bà phụ là ta phụ đưa hà là chịu ở đâu là duy ta cả họ này rồi đưa hà rất sẵn nhiều ạ thì mình này nhiều thì cô thì bù lấy lúc mua dưới lấy để mọi người ô thế à là chịu bị dân nó có gì mấy lấy hả lấy đâu thằng pháp ya thế à là chịu bị hả gì ngà gì mình là chịu bị ngà gì cái đơn xử ngà gì em mong ngà ở đâu là thế à yung phải sẵn được phải cái đó à thứ hai thì cái biểu mù họ thì không trong cái gì này có bị gì đấy thằng bị gì ok na gì ô à thứ hai là chịu không à bà phụ thì cái uống thì uống đã này lấy yêu khá rồi à thứ hai mình nói cái chỗ cái này à khá giả mà đấy ngã à khá giả à kháng cả mà ngã à khá giả à khá đông em mà ngã ở cái mỏ xí xả ngã ở cái mỏ là khoa xí hoa à khá xí mà đấy lệ yêu anh nào luôn có bị người mỏ nhà thôi nhiều ina à bố cho phong mà cả à cứ phong mà cả à thứ à khá giả gì mà cái này để nhà lá cả duma lấy yêu anh nào luôn chắc cả cho cả mồm nha cho mình này ina ta na gu gì gạo gì thì chỉ là phải bây giờ nơi xa nơi giang gì gia lan này cái gì chủ được cho mẹ yêu mua phải chắc cả cho cả lão này à gì chủ thì số nhiều cái này à điều cho nhiều cái đủ bị hư bị mang lấy phải thì nó cho lối để du nhà phải à điều khá là cái đủ nó bà mua gì đồ là thà số mẹ nhiều thì mình này yêu hai cái này bà mua hôm này nó khác bé hơn mà pin nhà con này cái gì bảo cho này đồ ngày mười này đấy luôn chú siêu hôm nay bà cho cảm này đấy luôn thì chỉ mà cho này nhá nào ngắm mà khá giả cái đủ nó hơn được ngắm mà khá giả chứ thì nó cho lối bị đấy là nhiều cái làm bị này là đấy lại bà phụ áp miệng cái làm gì sao này hơn là ni nó khó quá mà thôi đấy thì mình này nhiều quá nào luôn nó cái là chụp bị cái là cái này thì cái mua chiếu này thì cái ha cho chữ chú à lẽ yang ngày cho thun ta phải cái nào cứ mà là ina bà phụ tự giáo sản phẩm á bà phụ cứ tự đang á cái bị chúng phong này alo là cái nào bà phụ thì ha mình nuôi cái bà phụ yang có mở cho gì cái cho gì thì khá sáng huy cái đó yêu anh nào ina cái thà cái chú tung à lẽ đấy cái mình này yêu anh nào cái nào cứ mà thì khá sáng hơn nãy mà sẽ để nhà cho nhà sang nhà này thì na cái ý của ngắm mà khá giả mà lẽ nghe nhà thum nhà là phải thì hai bên nuôi yoga nào cái cũng này lấy chế lấy bơ lấy yoga nào đó trả đó cho ngon này asa sama nhiều yoga nào cái nào mà đi Trong 19 August 16 ရက်
မိုင်းဆက်မြို့နယ်မိုင်းတွင်းတောင်ပေါ်ဥပုရေအခါရွာမှာကျင်းပပြုလုပ်တဲ့အခါရိုးရတန်းစီပွဲတော်တို့ကြွားရောက်ချင်းမြင့်ပေးတော့ပြည်ကန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်တကွတိုင်းသားလူမျိုးရေးရဝန်ကြီးများစစ်ဖက်နယ်ဖက်မှတာဝန်ရှိကြီးကဲများဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့အခါတိုင်းသားများအားလုံးမင်္ဂလာပါလို့ဝန်ဆောင်တယ်။ငစားအိုလူကျွန်တော်ကတော့ဥပုရေအခါရွာမှာမောင်အားမော်ဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်ရာဒီနေရာကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွှေပြောင်းတောင်ရစိုက်ပျိုးတမွေအကြောင်းပြုခဲ့ပြီးနေမြေဒေသမှာအေးချမ်းလို့တနေရာနဲ့တနေရာပြောင်းရွှေ့နေထိုင်ခဲ့တာရာစုနှစ်နှစ်ခုတိုင်ခဲ့ပြီးကျွန်တော်တို့အခါမျိုးဆက်50အထိရှိခဲ့ကြောင်းအဖိုးဖွားများရဲ့ပြောစကားအတိခဲ့ရပါတယ်1995ဝန်းနှစ်မှာဒီဥပုရေရွာကိုအိမ်ပေါင်း39အိမ်နဲ့စတင်အခြေချနေထိုင်ခဲ့ပါတယ်15ခုနှစ်မှာရက်ရွာလူထုမှတွာလာရဲစင်ပြေစရန်အတွက်ဥပုရေမှဘူနာကိုအထိကိုတူကိုထလမ်းဖောက်လုပ်ခဲ့ပြီးရက်ရွာတက်ရေအားလက်စွပ်ကိုတက်ဆင်အသုံးပြုခဲ့ပါတယ်2009ခုနှစ်မှာအိမ်ပေါင်း60တိတိုးပွားလာခဲ့ပြီးအစိုးရမှဥပုရေရွာအခြေခံပညာမူလတန်းအကြောင်းကိုစတင်ဖွင့်လှစ်ပေးခဲ့ပါတယ်2017ခုနှစ်မှာအင်ချီ80ကျော်ရှိလာခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးအဆင်ပြေလာခဲ့လို့ဒီဥပုရေရွာမှာအခါရိုးရာစူပေါင်းတန်းစီပွဲကိုကျင်းပလာခဲ့ပါတယ်2014ခုနှစ်မှာအင်ချီ100ကျော်ခဲ့ပြီးပညာသင်ကြားနေတော့လူငယ်များမိမိလူမျိုးရဲ့အခါစာပေကိုညပိုင်းတွေမှာသင်ကြားပေးခဲ့ပြီးဒီနေ့ဆိုရင်ကျွန်တော်တို့ရွာကလူငယ်အားလုံးအခါစာကိုတက်မြောက်နေကြပြီဖြစ်ပါတယ်2019ခုနှစ်မှာအိမ်ပေါင်း126ရင်ထိတိုးပွားလာပြီးနိုင်ငံတော်မှာကျွန်တော်တို့ဥပုရေစာတင်ကျောင်းကိုမူလတန်းလွန်အဆင့်ထိတိုးမြင့်ဖွင့်လှစ်ပေးခဲ့ပါတယ်။ရွာမှာအိမ်ခြေများပြားလာတဲ့ဖြစ်လက်စစ်မီလိုအပ်ချက်ကြောင့်2018ခုနှစ်မှာ100မီဂါဝတ်လက်စစ်ရေအားလက်စစ်ဆက်နှလုံးတက်ဆင်အသုံးပြုနေပါတယ်။ထို့သူနိုင်ငံတော်မှာဘူနာကိုဥပုရေလန်၄မိုင်ကိုလည်းကြောက်လျှော်လန်ဆောင်ရွက်ပေးခဲ့ပါတယ်။လက်ရှိကျွန်တော်တို့ရွာမှာလက်ဖက်ကော်ဖီတစ်ခေါက်ရာဘာပြောင်းစပားတို့ကိုစိုက်ပျိုးထားပြီးစိုင်းစပားဖူလုံပြီးပိုးရှံပါတယ်အစဉ်လာကောင်းများနဲ့ကျွန်တော်တို့ဥပုရေအခါရွာကိုအဖက်ဖက်မှဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးတဲ့နိုင်ငံတော်ကြီးကဲနဲ့တကွတိုင်းဒေသကြီးကဲအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ဒီနေ့ကျွန်တော်တို့ရွာမှာကျင်းပတဲ့အခါရိုးရာစူပေါင်းတန်းစီပွဲတော်ကိုမအားလိုက်တဲ့ကြားကကြွားရောက်ချင်းမြင့်ပေးတော့တိုင်းမှုနှင့်တကွတိုင်းသားလူမျိုးရေးအဝန်ကြီးများစစ်ဖက်နယ်ဖက်မှအကြီးကဲများဖိတ်ကြားထားသူများနဲ့ကျေးဇူးတင်ထိုက်သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်ညီကုန်းချုပ်ပါတယ်ကုလဟူမာအားလုံးကိုအဘာလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ဦးမင်းညိုဖြစ်ပါတယ်အခါအမျိုးသားပြင်ပြိုတုတေးပါတီနေရာကတာဝန်ယူထားတော့ကျွန်တော်တို့အခါတိုင်းရင်းသားလူမျိုးရှေ့ဘဝနဒီကလေးကကိုယ်ွယ်လာခဲ့တဲ့အခါရဲ့ဘာသာတရားဖော်ထုတ်ထင်တင်ပေးတဲ့တာဝန်ကိုလည်းတပြိုင်တည်းယူထားပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားဟာဒီနေမြေဒီဒေသမှာဒီဒန်စီပွဲတော်လို့ကျင်းပလာခဲ့စဉ်ကဆက်လို့ဒီကနေ့ရှိကျင်မြောက်အထိဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတနည်းပြီးတနည်းတယောက်ပေးခဲ့တဲ့အတွက်တယောက်ပေးခဲ့တဲ့တာဝန်ရှိပုဂ္ဂိုလ်များရဲ့လမ်းညွှန်မှုအားပေးမှုညွှန်ကြားပေးမှုတွေကြောင့်ဒီရွာကြီးဟာ
တနည်းထက်တနည်းစီပင်ဖွံ့ဖြိုးတိုးတက်လာပါတယ်လွန်ခဲ့တဲ့9နှစ်10နှစ်တုန်းကဆိုရင်အခုနရွာသားတယောက်ဖပြတင်ပြသွားတယ်လို့ပဲဒီရွာလေးဟာအင်မတန်မှခိနောက်ကြပါတယ်လူနေတဲ့အိမ်မှာအင်ဒါတော့မရှိသေးပါဘူးဒီဒန်စီပွဲတော်ဆိုတဲ့ပွဲတော်ကြီးကိုကျင်းပလာတဲ့နေ့ကစပြီးမှတနေ့ပဲတနေ့ထက်တနေ့ဖွံ့ဖြိုးလာတာဒီကနေ့ကျွန်တော်တို့ဧည့်သည်တော်များမြင်တွေ့နေရတဲ့ဖွံ့ဖြိုးတိုးတက်မှုအထီးပါပဲကျွန်တော်ဒန်စီပွဲတော်ဟာကျွန်တော်ခါတိုင်းရင်တာမိယိုဖလာယုံကြည်ကိုးကွယ်မှုဘာသာတရားကနေဆင်းသက်လာပါတယ်ရဲခိုအဖေလို့ခေါ်ပါတယ်ကျွန်တော်တို့ဒီပွဲတော်မှာဘိုးဘေးတို့အားအောင်မေ့တတိယတော်အဖြစ်ဂျေစုတင်ဂျေစုစပူဇော်တဲ့ပွဲမှာပဲဘိုးဘေးတွေဟာကျွန်တော်တို့အခါတိုင်းရင်တာမိသားစုအတွင်းမှာမိမိရဲ့သားသမီးမြေးမိတွေကိုဘိုးဘေးတွေကဆင်းသက်လာပြီးမှအင်းတွင်ငြိမ်းချမ်းရေးစင်လုံးညီညွတ်ခြင်းကောင်းခြင်းမင်္ဂလာကိုချပေးတဲ့ပွဲတော်ဖြစ်ပါတယ်ရှေးဘဝနဒီကတော့ကျွန်တော်တို့မိသားစုအလိုက်ကြေးရွာလိုက်ကျင်းပလာခဲ့တော်ညာလည်းပဲဒီကနေ့ကျင်းပတဲ့ရှိကျင်မြောက်လွန်ခဲ့တဲ့2017နေ့ကစပြီးမှစုပေါင်းဒန်စီပွဲတော်လို့ကျွန်တော်တို့စတင်ပြီးမှကျင်းပလာနိုင်ခဲ့ပါတယ်အဲ့ဒီရဲ့ရှေ့ပိုင်းမှာကျွန်တော်တို့မိယိုဖလာယုံကြည်ကိုးကွယ်မှုဟာဝါအစီပြေတယ်လို့ဦးဆောင်ဦးရွယ်ပြုပေးမဲ့တူမရှိခဲ့ပါဘူးအဲ့တော့ကျွန်တော်တို့ညီကိုတွေဟာအခါလူမျိုးရဲ့အလိုအဆုံးဖြစ်တဲ့မိမိရဲ့ရိုးရာတလေယုံကြည်ကိုးကွယ်မှုကိုမိတင်ထင်းသိမ်းမှတလင်းမိမိရဲ့အခါလူမျိုးရဲ့မျိုးစိုးဗီဇမိတဲ့လာမှာဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့မိမိရဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်အောင်ကျွန်တော်တို့စတင်ပြီးမှပြုစုပြောထောင်လာခဲ့ပါတယ်ဒီကနေ့ဆိုရင်ကျွန်တော်တို့စူပေါင်းဒန်စီပွဲတော်ကျင်းပနိုင်ခဲ့တယ်လို့လာမဲ့ဒီဇင်ဘာလမှာကြာရောက်မဲ့ခတ်ထုံးဖာပွဲတော်ကိုလည်းပဲမိမိရဲ့မျိုးပလာယုံကြည်ကိုးကွယ်သူများဦးစီးပြီး10ကြိမ်မြောက်17ကြိမ်မြောက်ကျင်းပနိုင်ပြီဖြစ်ပါတယ်ကျွန်တော်ဘာဖြစ်လို့ဒီအကြောင်းအရာတွေရှင်းပြချပြရတယ်လဲဆိုတဲ့ချိန်မှာကျွန်တော်တို့အခါလူမျိုးကိုးကွယ်တဲ့ဘာသာတရားဘာသာတရားရှိတယ်ဆိုတဲ့ဟာလေးတွေအတိပေးချင်မှာမိဘနှစ်ပါးရှိမှတာလင်းကောင်းကင်နဲ့မြေကြီးကိုမြင်ရပါတယ်ဘုံဘေးရှိမှတာလင်းကောင်းကင်ကနေနဲ့လကိုမြင်ရပါတယ်တွားလီတူဘိုးဘေးများဟာအကျွန်ုပ်နဲ့အတူအစဉ်စောင့်ရှောက်လဲရှိတယ်အကျွန်ုပ်ဒီလဲဒီလုံတော်ဘိုးဘေးထံတို့လာရပါတယ်
ကျွန်တော်ကိုအစဉ်စမ်းရှောက်လက်ရှိတဲ့ဘူဘီများအားအောင်မေတရိယာကျေးဇူးတင်ကျေးဇူးဆတော်အဖြစ်ပူဇော်တော်အမှုကိုပြုရပါတယ်ဆိုတဲ့အချက်တွေကိုအခြေခံတဲ့ဘာသာတရားဖြစ်ပါတယ်အနိချုပ်ပြောရမယ်ဆိုရင်မိမိရဲ့မိဘဘူဘီတွေရဲ့ကျေးဇူးတရားကိုအထူးတလဲအတိအမပြုဂုဏ်ယူစွာနဲ့ကိုးကွယ်နေတဲ့ဘာသာတရားတစ်ခုဖြစ်တယ်ဆိုတာဒီနေရာမှာပြောကြားလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒန်စီပွဲတော်လို့ခေါ်တဲ့ဤပွဲတော်ကိုနောက်နေ့မှလည်းတက်ရောက်ပေးကြပါ။နောက်နေ့မှလည်းအားပေးစကားတွေပြောပေးပါအဲ့ဒီကနေတစဉ်ကျွန်တော်တို့အခါတိုင်းရေးသားတွေရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုတွေကိုတစ်ဖက်တစ်လမ်းကနေဆောင်ကြည့်ပေးပါလို့မေတ္တာရက်ခံရပါတယ်ကျွန်တော်တို့အခါတိုင်းရင်သားများဟာတခြားသောတိုင်းရင်သားတွေနဲ့ရှင်မယ်နိုင်ရှင်ကြည့်မယ်ဆိုရင်အိမ်မတန်မှဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသေးတယ်ဆိုတာတော့မြင်တွေ့ရမယ်ထိတွေ့ရမှာဖြစ်ပါတယ်သို့တော့ကျွန်တော်တို့လူမျိုးဟာအကြီးအကဲတွေရဲ့ဆိုဆုံးမစကားတွေကိုလိုက်နာပြီးမှမိမိရဲ့လူမျိုးအချင်းချင်းစီလုံးညီညွတ်မှုတော်၎င်းမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တိုင်းရင်းသားညီနောင်များနဲ့တော်၎င်းအတူတကွချစ်ကြည်ရင်းနှီးစွာနေထိုင်နိုင်တဲ့တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တယ်လို့ခေတ်အဆက်ဆက်ကလည်းပဲကျွန်တော်တို့နိုင်ငံတော်တမတော်ဌာနဆိုင်ရာများနဲ့ဆက်နွယ်ပြီးပေါင်းစားပြီးမှမိမိရဲ့နေမြေအေချမ်းတရားရဲ့အတဲ့တော်၎င်းနေမြေဖွံ့ဖြိုးတိုးတက်ရဲ့အတွက်တော်၎င်းလက်တွဲညီဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဟာကိုလည်းပဲကျွန်တော်ဒီနေရာနေတင်ပြချင်ပါတယ်။ဒီနောက်ဥက္ကလကထာချောချောရညင်းမနုယောနာလောရက်ကိုအဖေလာခွေအဒီအဖေမစံဘေဖေမီယေဖေဖီဂျူမာခနဲ့နုစာအိုဂလကလူလေအမမီယာအင်းနော်လွယ်အခါနေယာနန်ဒီဂျီတီကောကွယ်ဝေလာဝေချေအဒီမနုဖဇတ်တရားလည်းအမမီယာအင်းနော်ဟလွယ်နေရှမ်းတယ်လာဥပုဒေပုဇောအယူအဘောအစောဟောအယောဇမီဇယောအဝေအမဲမာအဝေအဆုမာညုစောကြီးရန်ကြီးဂလောကနုစာအိုလူလာအခါဆောကျေဇာဂလောကလူလေဂလောရှာနေမှာအလုံးနောက်နေ့ဒီချင်းခါဒီနေရာမှာဒန်စီပွဲတော်ကိုပြန်လဲပြီးမှဆုံတွေ့ကြပါဥဆိုလို့ပြောကြရင်ညီကိုချောရပါတယ်ခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်
嘛哟，甘呀为命嘞，啊你诺会老多，你个吹吹啊多下罗命，会破伊那诺，会要地界哟，萨呀嘛是阿布罗阿诺，你查和会打。cho chơi à đôi xa lỗ mía khi bỏ in á nó khi ở thì dễ nhỏ sa ya mà gì à bu lo ngà nó mi cha hơi khi ta à bu nó lo e ngà thì gì mà phải gửi mỏ mía khi bỏ in á nó khi ở thì dễ nhỏ ya mà gì à bu lo ngà nó mi cha hơi khi ta à bu nó lo e ngà thì gì mà phải gửi mỏ mía ngà thì gì mà phải gửi mỏ mía神女にを宇宙世の神成就長寿さにずれの無意のチェヌマエチミャラハチェナマウォリアヨジバフホミャジコレチドマヨガナロザムジョサド神女には宇宙世の神上手長寿何ちれの無意の知恵の前地面ラハチェナマウォリアヨジバフホミャジコレチドマヨガナロザムジョサド神女にを宇宙世の神上手長寿さにずれの無意の知恵の前地面
ပြီးမြောက်ကြောင်းဈေးညာအပ်ပါရှင် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
节目嘛，咱们的有不卡多拉呢，我们拉家这边拉个米嘛，过着家米，家路的草木家木嘛。ရိုက်တာမှတဲ့